ဟိုးရှေ့တုန်းကလူလင်ပြိုတယောက်ဟာနတ်ဆိုင်နဲ့တောအုပ်တစ်ခုထဲမှာတယောက်တည်းလမ်းလျှောက်နေခဲ့တယ်။ပတ်ဝန်းကျင်တစ်ခုလုံးလဲတိတ်ဆိတ်လိုနေတာပေါ့။မြင်မာတဲ့တစ်ပင်ကြီးတွေဟာငိမ်သက်နေပြီးနီယောင်ကြီးဟာမြေပြင်ပေါ်ကိုအသားအရာကျရောက်နေတယ်။ဒါပေမဲ့လူလင်ပြိုတဲ့စိတ်ထဲမှာတော့သူ့ရဲ့အတိတ်ကြောင်းတွေကိုတွေးနေမိတယ်။သူမှားခဲ့တဲ့အမားတွေနောင်တရမိတဲ့စကလုံးလေးရွေးချယ်မှုအမားတွေကြောင်းပေါ့။ပြီးတော့သူဟာအနာဂတ်ကြောင်းကိုလည်းတွေးနေပြန်တယ်။သူဟာအတွေးတွေထဲမှာလုံးနစ်မျောနေမိတာပေါ့။အဲ့ဒီချိန်ရုတ်တရက်ဆိုသလိုသူ့နောက်ဘက်ကနေအတန်တစ်ခုချလိုက်တယ်။ကြားဟိန်တန်သူနောက်လက်ကြည့်လိုက်တယ်။ကြားကသူ့ကိုစိုက်ကြည့်နေတယ်။အဲ့တော့လူလင်လည်းအယမ်းကြောက်သွားပြီးဘာမှမစင်စားတော့ပဲထွက်ပြေးပါတော့တယ်။သူဟာတောအုပ်ထဲမှာအသက်လူဟင်းပြေးလွှားနေခဲ့တယ်။ကြားကလည်းနောက်ကနေလိုက်နေတယ်။ရုတ်တရက်သူရက်လိုက်တယ်။သွားစရာလမ်းမရှိတော့ဘူး။လမ်းဆုံးပြီ။သူ့အောက်မှာတော့မြူးတွေဖုံးနေတဲ့အလွန်တရာနက်ရှိုင်းတဲ့6ကြီးရှိနေတယ်။သူ့နောက်မှာတော့ကြားကပိုပြီးနီးကပ်လာပြီ။သူဟာ6ကန်းမအစွန်းကနေတွဲလောင်ကျနေတဲ့နွယ်ပင်တစ်ပင်ကိုဆွဲပြီးအောက်ကိုဆင်းခဲ့တယ်။သူ့လက်တွေဟာနွယ်ပင်ကိုဆွဲထားရင်းတုံကြီးနေခဲ့တယ်။အောက်ကိုငုံကြည့်လိုက်တဲ့အခါ6အောက်ခြေမှာလဲနောက်ထပ်ကြားတဲ့ကောင်ကစောင့်နေပြန်တယ်။အဲ့ဒီကြားကသူ့ကိုမော့ကြည့်နေတယ်။မကြခင်တေချာဖို့စားရတော့မယ်ဆိုတဲ့အမူအရာနဲ့ပေါ့။အခုတော့လွတ်လဲမရှိတော့ဘူး။အပေါ်မှာကြားတဲ့ကောင်အောက်မှာကြားတဲ့ကောင်လူလင်ပြိုရဲ့ကြောက်စိတ်ဟာအထွတ်တိုက်ကိုရောက်သွားခဲ့တယ်။သူဟာတုံရဲရဲနဲ့အဲ့ဒီမှာခိုတွဲနေတော့ကြွက်နှစ်ကောင်ဟာအဲ့ဒီနွယ်ပင်တစ်ချောင်းမှာတွားနေကြတယ်။တကောင်ကအဖြူရောင်တကောင်ကအမဲရောင်ထို့နောက်သူတို့ဟာအဲ့ဒီနွယ်ပင်ကိုစပြီးကိုက်ဖြတ်နေကြတယ်။လူလင်ပြိုနားလေသွားခဲ့တယ်။အဖြူရောင်ကြွက်ကနေဖြစ်ပြီးအမဲရောင်ကြွက်ကညဖြစ်တယ်။အချိန်တွေဟာကုံဆုံးနေပြီ။ဒီပုံစံအတိုင်းဆိုဒီနွယ်ပင်ဟာကြာရှည်ခံမှာမဟုတ်ဘူး။လူလင်ပြိုရဲ့စိတ်ထဲမှာထိတ်လန့်မှုတွေပြည့်သွားတယ်။ပြီးတာနဲ့စဉ်းစားတယ်။ဒါတွေဘာလို့ငါ့ကိုမှလာဖြစ်နေရတာလဲ။ငါဘာဒီမှားခဲ့လို့လဲ။ငါဘာလို့တခြားလမ်းကိုရွေးမခဲ့မိပါလိမ့်မလဲ။သူ့ရဲ့အတွေးတွေဟာအတိတ်နဲ့အနာဂတ်ကြားနောင်တနဲ့ကြောက်ရွံ့မှုကြားမှာပြေးလွှားနေခဲ့တယ်။အဲ့ဒီချိန်မျောမထားပဲကြောက်ဆောင်ပါနေအနီရောင်တောက်ပနေတဲ့လက်ဆက်နေတဲ့စတော်ဘေရီတီလီတစ်လုံးကိုမြင်းမိသွားတယ်။တရင်ကတ်မှာတော့အဲ့ဒီလူဟာကြားဒီကြွက်တွေကိုမေ့သွားခဲ့တယ်။နွယ်ပင်အကြောင်းကိုလည်းမေ့သွားခဲ့တယ်။သူဟာလက်တစ်ဖက်ကိုစန့်ထုတ်ပြီးအဲ့ဒီစတော်ဘေရီတီလေးကိုအသားအရာဆွတ်ယူလိုက်တယ်။ပြီးတော့သူ့ရဲ့ပါဇက်သေးကိုထည့်လိုက်တယ်။သူအရသာကိုမြင်းဆန့်ကြည့်လိုက်တယ်။အရန်ကိုချိုမြင်တာပဲ။အဲ့ဒီခဏမှာတော့အတိတ်ဆိုတာမရှိတော့ဘူး။အနာဂတ်ဆိုတာလည်းမရှိတော့ဘူး။စတော်ဘေရီတီရဲ့အရသာမရှိတော့တယ်။အခုလက်ရှိအချိန်လေးပဲရှိတော့တယ်။ဒီဇလန်လေးကဒီမှာပဲပြီးတော့ပါတယ်။ဒီဇလန်လေးကပြည့်တင်ကန်းစာကရိုးရှင်းပါတယ်။ကျွန်တော်တို့ရဲ့နောက်ွယ်မှာရှိနေတာကအတိတ်ဆိုတဲ့ကြားပါပဲ။နောင်တတွေအဖြစ်ရှိစိတ်တွေကျွန်တော်တို့ပြောင်းလဲလို့မရတော့တဲ့မှတ်ဉာဏ်တွေပေါ့။တောအုပ်ချေမှာရှိနေတာကအနာဂတ်ဆိုတဲ့ကြားပါပဲ။ကြောက်ရွံ့မှုတွေစူးရင်ပူပန်မှုတွေဘယ်တော့မှဖြစ်မလာနိုင်တဲ့အရာတွေပေါ့။နွယ်ပင်ကတော့ကျွန်တော်တို့ရဲ့ဘဝပါ။ဘာမှမရဘူးအမြဲတမ်းပြောင်းလဲနေတာ။ကြွက်တွေကတော့အချိန်တွေပါ။နေ့နဲ့ညစက်တိုက်ဘယ်တော့မှမရက်တန့်တော့ဘူး။ပြီးတော့စတော်ဘရီတီးဆိုတာကတော့စတော်ဘရီတီးဆိုတာအခုလက်ရှိအချိန်ပဲဖြစ်တယ်။ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာကြားတစ်ကောင်စီကနေနောက်တစ်ကောင်စီကိုပြေးလွှားရင်းရှင်သန်နေကြတယ်။အသက်ရှင်နေပေမဲ့ဘဝကိုတကယ်တမ်းမခံစားကြဘူး။ဖြစ်ပြီးတာအတွက်ပူပန်နေကြတယ်။ဖြစ်မလာသေးတာအတွက်ကြောက်ရွံ့နေကြတယ်။စတော်ဘရီတီးလို့ဘဝကိုမီးစမ်းဖို့မေ့လော်နေကြတယ်။ဒီဇလန်းတွေကဘဝမှာပြဿနာတွေမရှိဘူး။ကြောက်ရွံ့မှုတွေမရှိဘူးလို့ပြောနေတာမဟုတ်ဘူး။ဘဝမှာမရေရာမှုတွေရှိနေတိုင်းပဲကြောက်ရွံ့မှုတွေကကျွန်တော်တို့ကိုဝိုင်းထားတိုင်းပဲစတော်ဘရီတီးလို့ချိုမြင်တဲ့ဒီခွန်းလန်းလေးကတော့အခုထိရှိစေပဲ။ဒါကြောင့်ဒီနေ့မှာတင်းရဲ့စိတ်တွေလေးလံနေမယ်ဆိုရင်အတိတ်နဲ့အနာဂတ်ကြားမှာပိတ်မိတယ်လို့ခံစားမိရင်ခဏရက်လိုက်ပါ။အသက်ကိုဝါရှူပါ။ပြီးတော့ကိုပြန်မေးကြည့်ပါ။ဒီခွန်းလန်းမှာငါအသက်စတော်ဘရီတီးကဘာများဖြစ်နေမလဲ။ဘာဖြစ်လို့လဲဆိုတော့ဘဝဆိုတာအမြဲဖြစ်ပျက်နေတာမို့လို့ပါ။ကျေးဇူးတင်ပါတယ်